ဒါမှကျွန်တော်မြန်မာနိုင်ငံကိုကျွန်တော်ရေဖြတ်ကူတော့မယ်နော်လိုက်မဲ့သူရှိလားမင်္ဂလာပါကျွန်တော်တခု KCD ဘန်းဘိုးကိုကျွန်တော်အခုရောက်ရှိနေပါပြီခင်ဗျဒီမှာပေါ့နော်ဘာတွေရှိလဲဆိုတော့ကျွန်တော်တို့အတူတူသွားပြီးတော့လေ့လာကြအောင်နော်ဒီမှာကျွန်တော်တို့ရောက်လာတာကတော့ဒီဂေဟာရင်စီးတာလေဒီ20ကီလိုမီတာလောက်ရှိပါတယ်နော်ဒီတက်စီနဲ့စီးမယ်ဆိုရင်တော့200လောက်ကြာပါတယ်ခင်ဗျနော်အားလုံးရှေ့ဆက်ပြီးတော့သွားကြည့်ကြအောင်ခင်ဗျရှေ့မှာဘာတွေရှိလဲဆိုတော့တစ်ချက်ကြည့်ကြအောင်ခင်ဗျဒါကျွန်တော်တို့အခု2နာရီခွဲပေါ့3နာရီလောက်ကျွန်တော်ဒီမှာရောက်လာတာပေါ့နော်ဒီမှာမိုးကတော့နည်းနည်းလေးမိုးဆက်လေးကြာနေတယ်ညနေပိုင်းလောက်ရောက်ပြီပေါ့နော်ရေတွေကအခုမှတက်တာဗျရေနည်းနည်းတက်နေပြီနော်ရေတက်နေစရှိနေပါပြီတော့လာတာမလာတာဆိုတော့ကြည့်လိုက်တော့နော်လုံးဝမိုက်ပါတယ်ခင်ဗျာဒီမှာညနေဘက်ဆိုအေးချမ်းနေရောပဲနော်ဒီညနေပိုင်းလာရင်ပို့ပြီးတော့မိုက်ပါတယ်နော်ဒီနေရာသွားမယ်ဆိုရင်လေမကြည့်တရားလေးနဲ့လုံးဝ share ပါပဲအရန်မိုက်ပါတယ်ခင်ဗျာဒီကျွန်တော်တို့ဒီနေရာလာတော့နည်းနည်းတော့ဝေးတယ်ဒါပေမဲ့ဒီလာတာကိုတိတ်ပြီးတော့ဗောနော်အကျိုးမရုပ်စီရအောင်နော်လုံးဝမိုက်ပါတယ်ခင်ဗျ share ပါပဲအရန်ကိုမိုက်ပါတယ်ဒီနေတဲ့ဒီ assistant လေးနဲ့လေးအလုံးလေးတစ်ခုခုလေးနဲ့နော်လုံးဝမိုက်နေပါတယ်ခင်ဗျလုံးဝမိုက်နေရောပဲနော်ဒီညနေပဲလာရင်တော့ပုံမိုက်တယ်နော်ဒီညနေပိုင်းလာတဲ့လူတွေတက်ဆိုတော်တော်အဆင်ပြေပြစ်မှာကြည့်တရားတော့အရှိကြီးပဲဗျသူစောက်ထားတာလေဒီလက်မှုတော့ပုံစံထဲမှာသူတရားအရှိကြီးစောက်ထားတာနော်မိုက်တော့မိုက်ပါတယ်ကျဲမိုက်ပါတယ်ခင်ဗျကမ်းပင်ကြီးကိုရောက်သွားတယ်လို့မျိုးခံစားရမှာဖြစ်ပါတယ်နော်ဒီညနေပဲလာရင်ပုံမိုက်တယ်နော်ဒီမှာရှင်းထားကြလာလုံးဝ view ကတော့ရှောင်ရမ်းမိုက်ပါတယ်ကြည့်ပါဦးဗျာအရန်လာပါတယ်ခင်ဗျလုံးဝပြောပြမတတ်ပါအောင်ပဲเนาะ share ပါပဲဒီမှာကြည့်ပါဦးလုံးဝ share ပါပဲเนาะ view ကတော့တော်တော်မိုက်ပါတယ်အရန်မိုက်နေရောပဲသူထိုင်ကုန်လေးလည်းလှုပ်ပေးထားပါတော့เนาะတကယ်ကောင်းတာပါတကယ်ကြိုက်တဲ့နေရာကျွန်တော်တို့ကအလုံးဝကြိုက်တယ်ဒီနေရာကိုလေဒါနောက်တစ်ခါလည်းကျွန်တော်လာအောင်မယ်လို့စဉ်းစားထားတယ်အရန်မိုက်ပါတယ်ဗျာမကြည့်ဘူး तू ကလေတကယ်လှုပ်ပေးထားတာတေးသေးချာချာလေးလှုပ်ပေးထားတာเนาะလုံးဝ share ပဲဒီမှာကျွန်တော်အောက်ဆင်းကြည့်မယ်သိလားဒီမှာဘာရှိလဲဆိုတော့တစ်ချက်ကြည့်ရဒီမှာအောက်ဆင်းကြည့်ပါဒီနေရာလေးလေညနေဘက်ဆိုအေးနေတာပဲဗျတော်တော်မိုက်မကြည့်ဒီကလက်မှုပင်နေမောလားလက်မှုပင်ဖြစ်မှာနော်ဒါလက်မှုပင်ဒီမှာကျွန်တော်တို့ဘယ်လောက်လာလဲဆိုတော့တစ်ချက်ကြည့်လိုက်ပါဦးဒီနေရာဆိုဓာတ်ပုံရိုက်လို့တော်တော်ကောင်းတာဗျာသိလားတော်လည်းမိုက်တယ်ဒီနေရာလေးဆိုရင်လည်းဓာတ်ပုံရိုက်ချင်တဲ့သူတွေဒီနေရာဆိုတင်အေးခံချင်တဲ့သူတွေတော်တော်အဆင်ပြေတယ်ဒါမှကျွန်တော်မြန်မာနိုင်ငံကိုကျွန်တော်ရေဖြတ်ကူတော့မယ်နော်လိုက်မဲ့သူရှိလားကျွန်တော်လိုက်မဲ့လူရှိလားမြန်မာနိုင်ငံနဲ့ဒီလေးတဲ့နော်ဆိုင်နေရှိပါတယ်ထိုင်စားဖို့ရတဲ့နေရာလေးတွေပေါ့နော်ဒီမှာရှိပါတယ်ခင်ဗျဒီမှာကျွန်တော်တို့သင်္ဘောစီးပြီးပြန်ကြမယ်ကျွန်တော်တို့မြန်မာနိုင်ငံအောင်ပေါ့နော်ဘယ်သူလိုက်မလဲအခုထိုင်းမှာရောက်နေတာကြာပြီပေါ့နော်ကျွန်တော်တို့